မင်္ဂလာပါရှင်ကျမကတော့တားတော့ပိုင်းစုပါရှင်ဒီနေ့8ရက်မြောက်နေ့ပေါ့နော်8ရက်နေ့ပေါ့နော်10လပိုင်း8ရက်နေ့ပါကျမဘာကြောင်းရာလေးကိုကြည့်မလဲဆိုတော့မိန်းကလေးတွေရဲ့ခံစားချက်အစစ်မှန်ချစ်ချင်းနေနဲ့ပတ်သက်လာရင်မိန်းကလေးတွေကခံစားချက်ဘယ်လိုရှိလဲဆိုတဲ့ခံစားချက်အစစ်မှန်တွေကိုကျမပြောပြပါမယ်ရှင်ကြည့်ပါမယ်ရှင်အတူတူကြည့်ကြရအောင်နော်ဒါမှကတ်ကိုတော့မပြတော့ဘာလဲဆို sorry ကတ်ပြလို့မရဘူးဖြစ်နေတယ်နော်မိန်းကလေးတွေရဲ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်မိန်းကလေးတွေကဘယ်လိုခံစားချက်ရှိလဲဆိုလို့ရှိရင်မိခင်စိတ်ရှိတယ်ကိုချစ်တဲ့သူပေါ်မှာပေးခြင်းကမ်းခြင်းနဲ့စိတ်ရှိတယ်ဘာမဆိုပေါ့နော်သူတို့ဘက်ကပဲပေးကမ်းခြင်းနဲ့ချစ်ချင်းမြတ်တာတွေချစ်ချင်းမြတ်တာတွေအဲ့လိုမျိုးတွေချစ်ချင်းမြတ်တာတွေပေးခြင်းနဲ့အဲ့လိုပဲသူတို့ပေးသလောက်လဲပြန်ပြီးတော့တာတူညီမျှတဲ့ချစ်ချင်းမြတ်တာမျိုးယူဆိုင်မှုမျိုးအလေးနက်မှုမျိုးအလေးနက်သူတို့ကိုကာကွယ်စောင့်ရှောက်တဲ့လူမျိုးကိုသူတို့ကလည်းပြန်ပြီးတော့အလိုရှိတတ်ကြတယ်ဒါကမိန်းကလေးတွေရဲ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်လာလို့ရှိရင်ထားရှိတဲ့သူတို့ရဲ့ခံစားချက်အစစ်မှန်နေပေါ့နော်သူချစ်တဲ့အမျိုးသားပေါ်မှာထားရှိတဲ့ခံစားချက်အစစ်မှန်နေပါရှင်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ခုနှစ်သားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်ထို့ကြောင့်အမျိုးသားများသည်လည်းကိုယ့်ရဲ့ချစ်သူမိန်းကလေးအပေါ်မှာတူညီတဲ့ချစ်ချင်းမြတ်တာမျိုးတွေနဲ့သူတို့ကိုပြန်လည်ပေးဆက်ပေးကြပါနော်